တင်လုံးဝကြားဖို့မှမဟုတ်တဲ့ကြက်မောက်ဆေးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများကြက်မောက်သီးကိုလူတော်များများကကြိုက်နှစ်သက်ကြပါသည်သူရဲ့ချုံမြိန်တဲ့အရသာကြောင့်နေရာတီမှာရောင်းဝအကောင်းဆုံးသစ်သီးတွေထဲမှာပါဝင်ပါသည်ဒါပေမဲ့လူများစုကတော့ကြက်မောက်သီးရဲ့အသားကိုပဲစားသုံးပြီးတော့အဆိပ်ကိုတော့စွန့်ပစ်တတ်ကြပါသည်တကယ်တော့ဒီအဆိပ်လေးတွေမှာကျန်းမာရေးအတွက်မမျှော်လင့်ထားတဲ့အကျိုးကျေးဇူးတွေအများကြီးရှိနေပါသည်ကြက်မောက်သီးအဆိပ်တွေဟာအဆိပ်တောက်မဖြစ်စေပါဘူးဒါပြင်ကိုမှသူတို့မှာကာဗွန်ဟိုက်ဒရိတ်ပရိုတင်းဓာတ်တွေနဲ့အဆီဓာတ်တွေပါဝင်တာကြောင့်ခန္ဓာကိုယ်အတွက်အာဟာရဓာတ်တောင်မှပေးစွမ်းနိုင်ပါသေးတယ်ကျက်မောက်သီးမှာကိုယ်လေးချိန်ရှော့ချရာမှာကူညီပေးနိုင်တဲ့အမြင့်ဓာတ်အပြင်တန်တက်ပိုတက်ဆီယမ်ဗီတာမင်စီတို့လိုမျိုးအရေးကြီးတဲ့အာဟာရဓာတ်တွေလည်းကျွဲဝါစွာပါဝင်ပါတယ်။အရေးကြီးဆုံးအချက်ကတော့ကျက်မောက်ဆေးကသွေးရင်းတကြားဓာတ်တွေကိုရှော့ချပေးနိုင်တဲ့ဓာတ်မျိုးကိုလည်းထုတ်လုပ်ပေးနိုင်တာပါပဲ။ဒါကြောင့်မလို့စီးကျိုသမားတွေအတွက်အထူးကိုမှတင့်တော်တဲ့တဘာဝဆေးစွမ်းကောင်းတစ်ခုဖြစ်ပါတယ်။စီးကျိုယောဂကိုကုသရာမှာဘေးထွက်ဆိုးကျိုးနေပြီးတော့တဘာဝနီလန်းနဲ့သွေးရင်းတကြားဓာတ်ကိုထိန်းချုပ်နိုင်ဖို့ကျက်မောက်ဆေးကိုအသုံးပြုနိုင်ပါတယ်။စီးကျိုအတွက်ကျက်မောက်ဆေးကိုဘယ်လိုမျိုးသုံးရမလဲဆိုရင်တော့ကျက်မောက်ဒီအမှဲ၄လုံးကနေ၅လုံးလောက်ကိုယူပြီးတော့အဆိပ်တွေကိုတေချာလေးကိုမှထုတ်လိုက်ပါပြီးတော့ဒီအဆိပ်တွေကိုရှည်နဲ့တေချာလေးကိုမှဆေးကြောပြီးတော့6အောင်လို့ကိုထားရပါမယ်အဆိပ်တွေ6သွားပြီဆိုရင်တော့အမှုတ်ဖြစ်အောင်လို့ကိုကြိတ်ချလိုက်ပါအဲဒီနောက်မှာရလာတဲ့အမှုတ်တွေကိုရှည်နဲ့လျှော်ပြီးတော့တစ်နေ့တစ်ချိန်ပုံမှန်လေးကိုတောက်သုံးပေးခြင်းဖြင့်စီးကျိုယောဂကိုထိန်းချုပ်ရမှာအထောက်အကူဖြစ်စေနိုင်ပါတယ်လွယ်လေးလွယ်ကူပြီးတော့အကုန်ကြလဲတက်တာတာကြောင့်စမ်းပြီးတော့တောက်ကြည့်ဖို့ကိုကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ကျမောက်စီဟာလည်းစီးကျိုအတွက်တောင်မကပဲနဲ့တခြားသောကျန်းမာရေးကဏ္ဍတွေမှာလည်းအကျိုးပြုပါတယ်ကျမောက်သီးမှာပါဝင်တဲ့ဗီတာမင်စီဓာတ်ဟာလည်းခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီးတော့ယောဂပိုးမတွေကိုတိုက်ဖျက်ရမှာအကူအညီပေးပါတယ်။ဒါပြင်ကိုမှအဆိပ်မှာပါဝင်တဲ့အာဟာရဓာတ်တွေကလည်းခန္ဓာကိုယ်ကိုအားအင်ပြေဝစေပါတယ်။ကျမောက်သီးမှာပါဝင်တဲ့ကယ်ဆီယမ်နဲ့ဖော့စဖောရက်တို့လိုမျိုးသတ္တုဓာတ်တွေဟာအယိုးနဲ့သွားတွေကိုကျန်းမာစေပြီးတော့အယိုးဘဝယောဂလိုမျိုးဝေဒနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင်စီဓာတ်ကတော့အရှေ့ပြားကိုနှုတ်ပြစေပြီးတော့ကြည်လင်တောက်ပစေပါတယ်။ free radical တွေရဲ့ပျက်စီးမှုကိုကာကွယ်ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်တာကြောင့်အရေပြားကိုကျန်းမာလှပစေပါတယ်။ကျက်မောက်သီးမှာပါတဲ့အမြင့်ဓာတ်တွေဟာလည်းအစာချေစနစ်ကိုကောင်းမွန်စေပြီးတော့ဝမ်းချုပ်တာကိုလည်းတက်တာစေပါတယ်။ဥလန်းကြောင်းရဲ့လှုပ်ရှားမှုကိုပုံမှန်ဖြစ်စေတာကြောင့်အစာအိမ်နဲ့ဥလန်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ကျက်မောက်ဆေးမှာပါဝင်တဲ့ကာဗွန်ဟိုက်ဒရိတ်နဲ့ပရိုတင်းဓာတ်တွေဟာခန္ဓာကိုယ်ကိုလိုအပ်တဲ့စွမ်းအင်တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ဒါကြောင့်မလို့မောပန်းနွမ်းနယ်မှုကိုရှော့ချပေးပြီးတော့တစ်နေ့တာလုံးတက်ကြွလန်းဆန်းစေပါတယ်။နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ကျက်မောက်သီးမှာပါတဲ့တန်တက်ဟာလည်းသွေးရနဲ့ယောဂကိုကာကွယ်ပေးနိုင်ပြီးတော့သွေးနဲ့ဦးဆေးထုတ်လုပ်မှုကိုလည်းအားပေးပါတယ်။ဒါကြောင့်မလို့သွေးရကောင်းစေပြီးတော့ခန္ဓာကိုယ်အနှံ့အောက်ဆီဂျင်ပို့ဆောင်မှုကိုကောင်းမွန်စေပါတယ်။ဒါပြင်ကိုမှကျက်မောက်ဆေးမှာပါဝင်တဲ့အာဟာရဓာတ်တွေဟာလည်းကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါဟာယောဂပိုးမတွေရဲ့တိုက်ခိုက်မှုကိုပို့ပြီးတော့ခံနိုင်ရရှိစေတာကြောင့်ဒီလိုမျိုးတုပ်ကွေးရသည်မှာကျက်မောက်ဆေးကိုစားပေးတင်ပါတယ်။ဒီလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေများစွာကိုပေးစွမ်းနိုင်တဲ့ကျက်မောက်သီးအဆီတွေဟာတဘာဝရဲ့တန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုပါပဲ။ကဲလူကြီးမင်းတို့ကလည်းကျက်မောက်သီးရဲ့အကျိုးကျေးဇူးတွေကိုသိပြီဆိုရင်တော့ကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းအကျိုးရှိအောင်လို့ဗီဒီယိုလေးကိုလည်း share ခဲ့ပါဦးခင်ဗျာနောက်ထပ်လည်းအကျိုးရှိတဲ့ဗီဒီယိုတွေကိုဆက်တိုက်ဆိုသလိုတင်ဆက်ပေးနေမှာဖြစ်လို့မိတ်ဆွေတို့အတွက်အကျိုးရှိမှထင်ရင်လည်းကျွန်တော်ရဲ့ page လေးကို like and follow လုပ်ခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ